အမေရိကန်မှာ Green Card ရှောက်မဲ့သူတွေကိုအိမ်ပြန်နေရက်ပြန်ရမယ်ဒေါ်နယ်ထရန့်ရဲ့ဥပဒေအသစ်အမေရိကန်ပြည်ထောင်စုမှာတွားရောက်အလုပ်လုပ်ကင်နေတဲ့ပညာသင်ကြားနေတဲ့အခြေချဖို့ကြိုးစားနေတဲ့သူတွေအားလုံးအတွက်အလွန်ကိုတုံ့လို့စရာကောင်းတဲ့သတင်းတစ်ခုဒီနေ့မေလ23ရက်မှာထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်သူတို့ရဲ့အစိုးရကအမေရိကန်ပြည်တွင်းမှာနေထိုင်ရင်းနဲ့Green Card လို့ခေါ်တဲ့အမြဲတမ်းနေထိုင်ခွင့်ကတ်ရှောက်ထားမဲ့သူတွေအားလုံးကိုပြည်တွင်းကနေပြီးရှောက်ခွင့်မပေးတော့ဘဲနဲ့အမေရိကန်ကနေထွက်ခါပြီးကိုယ့်ရဲ့မိခင်နိုင်ငံကိုလာခဲ့တဲ့နိုင်ငံကနေပြီးပြန်ပြီးရှောက်ထားရမယ်ဆိုတဲ့ဥပဒေသစ်တစ်ရက်ကိုရုတ်တရက်ပြဋ္ဌာန်းလိုက်တာပဲဖြစ်ပါတယ်။ဒီဥပဒေသစ်ကြောင့်အမေရိကန်မှာတရားဝင်နေခိုင်ခွင့်ရဖို့စ조사နေတဲ့သူတိတ်နဲ့ချီပြီးအကြီးအကျယ်ဒုက္ခရောက်သွားနိုင်ပါတယ်။ဘာကြောင့်အမေရိကန်အစိုးရကဒီလောက်ပြင်းထန်တဲ့နိုင်ငံရေးဆုံးဖြတ်ချက်ကိုချလိုက်တာလဲနိုင်ငံရေးသမားတွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေကရောဘလို့တုံ့ပြန်နေကြတယ်လဲဆိုတာကိုအလွယ်ကူဆုံးရှင်းပြရမှာဖြစ်ပါတယ်ဒီဥပဒေတစ်ကိုမနေ့ကတောက်ကြနေမှာတရားဝင်ထုတ်ပြန်လိုက်တာပါမူလကအမေရိကန်ကိုဗီဇာတစ်ခုခုနဲ့ရောက်နေတဲ့သူတွေကသတ်မှတ်ချက်ပြည့်မီရင်အမေရိကန်ပြည်တွင်းမှာအမြဲတမ်းနေထိုင်ခွင့် Green Card ကိုပြောင်းလဲလျှောက်ထားခွင့်ရှိပါတယ်ဒါပေမဲ့အခုဥပဒေသစ်အရဆိုရင်အဲ့ဒီလိုလျှောက်ချင်ရင်ကိုအိမ်ကိုလာခဲ့တဲ့နိုင်ငံကိုပြန်ပြီးတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတန်ယုံတွေကတဆင့်ရှောက်ရမှာပါအကြောင်းပြချက်ကတော့ရှင်းပါတယ်လူဝင်မှုကြီးကြပ်ရေးစနစ်မှာဟာကွက်တွေဖြစ်နေတာကိုတားဆီးဖို့လို့ဆိုပါတယ်ပြောရေးဆိုခွင့်ရှိသူကတော့ကိုယ်နိုင်ငံကနေကိုရှောက်ခိုင်းလိုက်တဲ့အတွက်အကယ်လို့ Green Card ရှောက်ထားမှုညှင်းပယ်ခံရရင်အမေရိကန်ပြည်တွင်းမှာတရားမဝင်ဆက်နေမဲ့သူတွေကိုလိုက်လံရှာဖွေဖမ်းဆီးရတဲ့အလုပ်တွေရော့ကျသွားမယ်လို့ရှင်းပြပါတယ်ချင်းချက်အနေနဲ့ကတော့အလွန်ထူးခြားတဲ့အခြေအနေအတွက်မှသာအရာရှိတွေကလူတဦးချင်းစီအတွက်စဉ်းစားမိမယ်လို့ဆိုပါတယ်ဒီဥပဒေရဲ့တရားမှုကအလွန်ကြီးပါတယ်အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရပြီးခဲ့တဲ့2024ခုနှစ်ဘဏ္ဍာနဲ့တနှစ်ထဲမှာနဲ့ Green Card ရရှိခဲ့သူ1.4 သန်းအထိရှိခဲ့ပါတယ်Green Card လျှောက်ထားတဲ့လုပ်ငန်းစဉ်ကလနဲ့ချီတစ်ခါတလေနှစ်နဲ့ချီပြီးအချိန်ကြာမြင့်တတ်ပါတယ်အခုလိုလျှောက်ထားစဉ်ကာလတစ်ချောင်းလုံးအမေရိကန်ကနေပါပြီးတော့မိခင်နိုင်ငံကိုလာခဲ့တဲ့နိုင်ငံမှာပြန်ဆောင်နေရမယ်ဆိုရင်လျှောက်ထားသူတွေအနေနဲ့သူတို့ရဲ့လက်ရှိအလုပ်ကိုင်တွေဆုံးရှုံးမယ်အမေရိကန်မှာကြံခဲ့မဲ့မိသားစုတွေနဲ့ကွဲကွာရမယ်လူအဖွဲ့အစည်းကိုပါအကြီးအကျယ်ထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်ဒီဥပဒေထွက်ခြင်းမှာပဲရှင်းနေတွေနိုင်ငံရေးသမားတွေနဲ့လူခွင့်ရေးအဖွဲ့တွေစီကနေပြီးပြင်းထန်တဲ့ကန့်ကွက်မှုတွေထွက်ပေါ်လာပါတယ်ဒီလောက်ရကလူကုန်မှုခံရသူတွေနဲ့အကြမ်းဖက်ခံရတဲ့ကလေးငယ်တွေကိုသူတို့ထွက်ပြေးလာခဲ့ရတဲ့အနေများလာတဲ့နိုင်ငံတွေစီအတင်းအကျပ်ပြန်လွှတ်ပြီးမှ Green Card လျှောက်ခိုင်းတာကလုံးဝလက်ခံနိုင်ကြမရှိဘူးလို့ဝေဖန်ထားပါတယ်ဒီမိုကရက်တစ်အလွတ်တော်အမတ်တဦးကလည်းဒီလောက်ရက်ကရက်ဆက်လုံးနဲ့လောက်ရဖြစ်ပြီးတော့ DHS ဌာနကြီးတစ်ခုလုံးကိုအစအနမကျန်ဖျက်ဆီးပြရမယ်လို့တောင်းဆိုထားပါတယ်ဒီဥပဒေသစ်ကဒေါ်နယ်ထရန့်အစိုးရအနေနဲ့တရားမဝင်ရောက်လာသူတွေကိုဖမ်းဆီးရုံသာမကဘဲနဲ့တရားဝင်လမ်းကြောင်းကနေပြီးဝင်ရောက်လာသူတွေကိုပါတမင်တကာပြစ်မှတ်ထားပြီးတော့ကန့်သက်လာတဲ့ခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကျော်အတွင်းဒေါ်နယ်ထရန့်ကအကြောင်းသားဗီဇာတွေသတင်းနောက်ဗီဇာတက်တန်းတွေကိုဆွဲချခဲ့ပါတယ်အာဏာဆရခဲ့တဲ့ကဗီဇာ3သိန်းကျော်ကိုလည်းပြန်ပြီးတော့ရုပ်သိမ်းခဲ့ပါတယ်ပြီးတော့ခိုလုံဝင့်တောင်းခံမှုတွေကိုလည်းအကြီးအကျယ်ရှော့ချခဲ့ပြီးတော့တဘာဝ BN နဲ့စစ်ဘေးရှောင်တွေအတွက်ပေးထားတဲ့ယာယီကောက်ွယ်မှု TPS ကိုလည်းရပ်ဆိုင်းပစ်ခဲ့ပါတယ်အချုပ်ပြောရရင်ဒေါ်နယ်ထရန့်ရဲ့အခုဥပဒေသစ်ကအမေရိကန်အိမ်မက်ကိုယုံကြည်ပြီးတော့တရားဝင်စ조사ဖို့လာနေတဲ့သူတွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်ကြီးတစ်ခုဖြစ်လာပါတယ်တရားရေးအရာစိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ရမယ်ဒီဥပဒေအသစ်ကအသက်ဝင်လာမလားဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်ရမှာဒီလိုနိုင်ငံတကာသတင်းတွေနဲ့အရေးကြီးတဲ့ဥပဒေအပြောင်းအလဲတွေကိုအမြဲတမ်းသိရှိနိုင်ဖို့ကျွန်တော်ရဲ့ YouTube channel link ခိုင်ကို subscribe လုပ်ထားအောင်မေးပါနဲ့နိုင်ငံတကာသတင်းတွေကိုအမြန်ဆုံးဖတ်ချင်ကျွန်တော်ရဲ့ Telegram Policy ကို join ထားလို့ရပါတယ်အားလုံးပဲဘေးကင်းလုံရပါစေကျွန်တော်ကတော့ link ခိုင်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ